ဒီနေ့မှာတော့ဝါဆိုလန်းရဲ့မိဖက်ကြောင်ကြောင်ဖြစ်တဲ့ UDS ကိုပိုင်ထက်တန်းကျောင်းရဲ့စုနင်းသပင်နဲ့စုံညီပွဲတော်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့စုနင်းသပင်မှာဆူရရှိတဲ့ညီလေးညီမလေးတွေရဲ့ခံစားချက်နဲ့ဒီစုတွေရရှိအောင်ဘလို့တွေစူးစမ်းခဲ့ရလဲဆိုတော့ကျွန်တော်တို့လိုက်မေးကြည့်လိုက်ကြအောင်မင်္ဂလာပါမင်္ဂလာပါ နာမည်လေးအခုမိတ်ဆက်ပေးပါဦး ညီမနာမည်တော့မဆူရှာလက်ပါညီမတထားစုပါညီမမိုက်တက်ဆက်သေးပါ ဒီစုရဖို့အတွက်ဘလို့မျိုးပြင်ဆင်ခဲ့ရလဲဆိုတော့အခုဆက်ပြော ဟုတ်ကျွန်တော်တို့ကတော့ဒါကတော့ဒီကျောင်းဆရာဆရာမရဲ့အကူအညီနဲ့အပြင်ဟိုမှာဒီနေ့စာဒီနေ့မှန်မှန်လုပ်သွားရင်တော့နောက်ဆုံးမှာတော့အောင်မြင်မှုရရှိတယ် နေ့တိုင်းပုံမှန်လေးလှုပ်သွားပြီးတော့အေးအပြတ်မခံနဲ့ပေါ့နော်ဒီတိုင်းစာလေးပုံမှန်လေးသူ့အနေနဲ့သူ့အနေနဲ့သူလှုပ်သွားရင်တော့အဆင်ပြေသွားလိမ့်မယ်ပြီးလို့ရှိရင်ဝါဆိုလန်က multiple choice တွေကလည်းတော်တော်လေးအဆင်ပြေခဲ့ပါတယ် မလေးဝါဆိုလန်သုံးတာ ဝါဆိုလန်သုံးတယ်ဟုတ် multiple choice တွေနဲ့အဲ့ဒီအဓိက fill in the blank တွေကသူတော်တော်အထောက်အကူဖြစ်ခဲ့ပါတယ် သဘောပဲနီးတဲ့ချိန်မှာရောကိုယ့်ရဲ့အဲ့လိုမျိုးစိတ်ခံစားချက်လေးပြောပြပေးပါ somewhere နီးတော့ pressure များတာပေါ့နော်အရင်တော့တည်ရစားရလဲမသိတော့လို့ခံစားရတယ်မေ့သွားတာပေါ့လေဒါပေမဲ့လည်းနည်းနည်းပြန်ပြီးတော့ record ခေါ်လိုက်ရင်တော့ရပါတယ် ကျွတ်တို့ရေးပါစင်တခါမှ60မကျော်ဘူးအဲ့တော့ကိုယ်ဆက်ပါမလားအမျိုးစိတ်ပဲဒါပေမဲ့ဆောင်းဝဲရောက်တော့အားလုံးလို့ပြင်နိုင်ခဲ့ အဲ့ဆိုနောက်နှစ်ညီလေးညီမလေးတွေမောင်လေးတွေတော့ကိုညီမလေးရဲ့အဲ့လိုအကြံပြုချက်လေးတော့ခုလောက်အခုပြောပြပေးပါ ပထမဆုံးအနေနဲ့ကတော့ grade 12ရောက်ပြီဖြစ်တဲ့အတွက်လေနှစ်ဆရဲကနေပြီး PPCC လောက်ထားဖို့လိုအပ်တယ်လို့ထင်ပါတယ် အိမ်မှာလည်းပြန်လေးလာတဲ့အခါမှာဒီမိကုန်းနေပါဆိုရင်တိုက်ရိုက်ဒီမလာဘူးလေအမျိုးဆိုဒီအပြင်ကလည်းကိုဒီဝါဇလန်တို့အဲ့လိုမျိုး application တွေသုံးပြီးဘယ်လိုမျိုးလာနိုင်လဲကိုလေ့လာတာပို့ပြီးတော့ဆောင်းအထောက်အကူဖြစ်မယ်လို့ထင်တယ်ဟုတ်ရှင် အခုဆိုရင်တော့စုနင်းသပင်ပွဲမှာဆူရရှိထားတဲ့ညီလေးညီမလေးတွေရဲ့ခံစားချက်တွေနဲ့အတူသူတို့တွေဘလို့စူးစမ်းပြင်ဆင်ထားလဲဆိုတော့သိရှိပြီလို့ထင်ပါတယ်အခုနောက်ဆုံးဆောင်ဝေးနီးလာပြီဆိုတော့ကိုမရသေးတဲ့စာရွက်ဖြစ်ဖြစ်ကိုထက်ကတည်းလဲလှုပ်ချင်တဲ့စာရွက်ဖြစ်ကျွန်တော်ဝါဆိုလန်းရှိရနော်ဝါဆိုလန်းမှာ KG မှာ grade 12ထိဘာသာဆုံးလေ့ကျင့်ငယ်များကိုနေရာမရွေးချိန်ခါမရွေးထက်ကတည်းလဲလေ့ကျင့်လို့ရနေပြီနော်